နောင်တန်တွေရှိတယ်ရွာနဲ့အမေကိုမှန်ရွယ်သဘာဝရုပ်ခံထားတယ်အညာရဲ့တလေးကိုလွန်နေထမ်းမင်းထမ်းတော်ကြီးတွေလွမ်းမောစရာမြင်ရောက်နေရွာဝင်လန်းတွေဓမ္မဝေနံတွေညနေနေညိုချိန်တွေလွမ်းမိတာပေါ့ကိုရဲ့ကိုထားနေတနောင်တန်တွေရှိတယ်ရွာနဲ့အမေကိုမှန်ရွယ်သဘာဝရုပ်ခံထားတယ်အညာရဲ့တလေးကိုလွန်နေထမ်းမင်းထမ်းတော်ကြီးတွေလွမ်းမောစရာမြင်ရောက်နေရွာဝင်လန်းတွေဓမ္မဝေနံတွေညနေနေညိုချိန်တွေလွမ်းမိတာပေါ့ကိုရဲ့ကိုထားနေမပြောလဲနေပြောလဲနေမွေးရမြေတို့ထားနေမဆုံးခွာတိုင်းတပါမြေဘဝတွေ့ကြိုးစားရင်ဝိမအချိန်ကြာတန်ချင်တာဖို့မိနှွေးထွေးသောမြတ်တာစီသိမ့်မရခဲ့တော့ကြပြီလေလွယ်နာဖို့မိနဲ့မွေးရမြေချိန်နဲ့ဘဝပေးဆက်ရတယ်မိသားစုတွေအစဉ်ပြေနိုင်မှုအရေးသာတွေ့လို့ဖြစ်တခါတလေတယောက်တည်းမိထမင်းဝိုင်းလေးလွယ်လို့မြည်ရဝေတနောင်တန်တွေရှိတယ်ရွာနဲ့အမေကိုမှန်ရွယ်သဘာဝရုပ်ခံထားတယ်အညာရဲ့တလေးကိုလွန်နေထမ်းမင်းထမ်းတော်ကြီးတွေလွမ်းမောစရာမြင်ရောက်နေရွာဝင်လန်းတွေဓမ္မဝေနံတွေညနေနေညိုချိန်တွေလွမ်းမိတာပေါ့ကိုရဲ့ကိုထားနေမပြောလဲနေပြောလဲနေမွေးရမြေတို့ထားနေမဆုံးခွာတိုင်းတပါမြေဘဝတွေ့ကြိုးစားရင်ဝိမအချိန်ကြာပြန်ချင်တာဖို့မိနှွေးထွေးသောမြတ်တာစီသိမ့်မရခဲ့တော့ကြပြီလေလွယ်နာဖို့မိနဲ့မွေးရမြေချိန်နဲ့ဘဝပေးဆက်ရတယ်မိသားစုတွေအစဉ်ပြေနိုင်မှုအရေးသာတွေ့လို့ဖြစ်တခါတလေတယောက်တည်းမိထမင်းဝိုင်းလေးလွယ်လို့ရည်ရည်ဝေး